သူကတော့လူသားတယောက်လိုနေထိုင်တဲ့ဂေါ်ရီလာကြီးရီဝေးဖြစ်ပါတယ်။ရီဝေးကအဲ့ရကနုံနုံချင်းပထမဆုံးလုပ်တဲ့အလုပ်ကတော့ဝန်ထမ်းပေးလိုက်တဲ့သပုတ်တံကိုယူပြီးသွားတိုက်တာပဲ။အဲ့ဒီနောက်မှာမျက်နှာသစ်ခေါင်းဖိပြီးမှန်နေကြည့်ပြီးကိုတေးတေးတက်တက်ဖြစ်အောင်ပြင်ဆင်တတ်ပါတယ်။ဒါတွေမကသေးပဲပိုကြည့်လို့ကောင်းကျင်သေးတဲ့ဆိုရင်လက်သေးပါညှက်ပါသေးတယ်။ဒီလိုလုပ်ရက်တွေကိုကြည့်ပြီးလူများကဒါဟာလူတယောက်ဝတ်စုံဝတ်ပြီးတရုပ်ဆောင်နေတာလားလို့တောင်တန်တရားဝင်ကြပါတယ်။တကယ်တော့ဒါကလူတရုပ်ဆောင်တာမဟုတ်ပါဘူး။သူ့နာမည်ကရီဝေးလို့ခေါ်တဲ့တကယ်ဂေါ်ရီလာစစ်ကြီးပါအင်တာနက်အသုံးပြုသူတွေကတော့သူသာနောက်တစ်ဆင့်လောက်ထပ်ပြီးစမ်းပြပြောင်းလဲသွားမယ်ဆိုရင်ကုမ္ပဏီမှာအလုပ်တက်လက်မှတ်ထိုးရတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်သွားမှာပဲလို့နောက်ပြန်ပြောဆိုကြပါတယ်သူကလူသားတွေလိုထမင်းစားပစ္စည်းတွေကိုကြမ်းကြွယ်စာအသုံးပြုတက်ရုံတွေမကဘဲနဲ့ခောက်ဆွဲစားတာအဝတ်လျှော်တာတန်ရှင်းလုပ်တာတွေကိုပါလုပ်တတ်ပါသေးတယ်စားပြီးရင်လည်းပကံတွေကိုပြောင်းစင်အောင်စိတ်ကြော့တတ်တယ်လို့အားလက်ချိန်မှာလည်းတိတ်ဆန်ရုံတွေကအမိုက်တွေကိုလိုက်လံသိမ်းဆည်းတတ်ပါသေးတယ်ဒါဆိုရင်ဒီလိုပြုမှုတွေကိုတယောက်ကသင်ပေးထတာလားလို့မေးစရာရှိနေပါတယ်အဖြေကတော့လုံးဝကြီးတော့မဟုတ်ပါဘူးတကယ်တော့ဂေါ်ရီလာရဲ့ခက်ခဲတဲ့အပြုတ်မှုတော်တော်များများဟာအတုကိုချင်းကနေလာတာပါဥပမာမုတ်ထုတ်တွေကိုဆွဲဖွင့်တာရေဘူးတွေဖွင့်တောက်တာအသီးတွေကိုအခွန်နွားစားတာနှုတ်တောက်ရင်ပိုက်နဲ့တောက်တာမျိုးတွေဖြစ်ပါတယ်တိတ်ဆန်ယုံတွေကဂေါ်ရီလာဟာတနေရာထဲမှာငြိမ်ငြိမ်လေးထိုင်နေတာကိုသင်တွေ့ရပါလိမ့်မယ်သူတို့ကအလုံးလုံးနေတာဧည့်သည်တွေကိုပြတ်တနေတာလို့သင်ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တော့သူတို့ကလူသားတွေရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့အပြုတ်မှုတွေကိုတိတ်တဆိတ်စောင့်ကြည့်ပြီးအတုခိုးဖို့လေ့လာနေရပဲဖြစ်ပါတယ်